အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဂရက်ဘီရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဂရက်ဘီကဝေးနိုင်ငံရဲ့အကောင်းဆုံးဘောလုံးကစားသမားတွေကတအိုးဖြစ်သတ်မှတ်ခံရသူပါသူကတော့1989ခုနှစ်ဇူလိုင်လ16ရက်နေ့မှာဝေးနိုင်ငံကာဒင်းမြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်ဘေးကစားသမားဘဝအစကိုစောက်တနန်အသင်းမှာစတင်ခဲ့ပြီးတော့အဲဒီနောက်ပိုင်းမှာတော်ဒီယန်ဟော့စပါအသင်းကိုပြောင်းရွှေ့ပြီးကမ္ဘာအဆင့်တောင်ပန်တိုက်စစ်ကစားသမားတအိုးဖြစ်နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်2013ခုနှစ်မှာတော့ Real Madrid အသင်းကိုစံချိန်တွေပြောင်းရွှေ့ခြင်းပြပြောင်းရွှေ့ရောက်ရှိခဲ့ပြီးတော့ကလပ်သမိုင်းမှာအရေးပါဆုံးကစားသမားတအူဖြစ်လာခဲ့ပါတယ်။ဂရက်ဘီရဲ့အောင်မြင်မှုတွေကတော့ UEFA Champions League 5 ကြိမ် FIBA ကလပ်ကမ္ဘာဖလား4 ကြိမ် UEFA Super Cup 3 ကြိမ် La Liga 3 ကြိမ် စပိန် Super Cup 3 ကြိမ်နဲ့ Tottenham Hotspur အသင်းနဲ့တော့ EFL Cup 1 ကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။ဂရက်ဘီရဲ့တဦးချင်းစုတစိတ်တွေကတော့ PFA Player of the Year 2 ကြိမ်PFA Young Player of the Year တစ်ကြိမ်နဲ့ Premier League ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတစ်ကြိမ်တို့ပဲဖြစ်ပါတယ်။ဝေးနိုင်ငံအတွက်တော့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုထပ်ခါတလဲလဲရရှိခဲ့တဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။ဂရက်ဘီယာဝေးအသင်းအတွက်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသားသူအဖြစ်မှတ်တမ်းဝင်ထားခဲ့ပြီးတော့ UEFA Euro 2016မှာလည်းဝေးအသင်းကို Semi Final ထိပို့ဆောင်ပေးနိုင်ခဲ့တာပါ။ဂရက်ဘီယာဝေးဘောလုံးလောကရဲ့ဂုဏ်ယူစရာသူရဲကောင်းတစ်ဦးအဖြစ်ထာဝရရပ်တည်နေမှာဖြစ်တယ်လို့သူရဲ့လျင်မြန်မှုအားကောင်းတဲ့ကံကြက်တွေနဲ့ကမ္ဘာဘောလုံးလောကကိုလှုပ်ခတ်စေခဲ့သူလည်းဖြစ်ပါတယ်။ Real Madrid နဲ့ Champions League 5 ကြိမ်အထိစုကူးနိုင်ခဲ့ပြီးဝေးအသင်းရဲ့သမိုင်းတစ်လျှောက်အကြီးမားဆုံးကျယ်ပွင့်သူအဖြစ်ယနေ့တိုင်မှတ်တမ်းဝင်နေစေဖြစ်ပါတယ်။ဒါကြောင့်လည်းဘောလုံးကိုရှိတဲ့ပြည်သက်တွေအနေနဲ့ဂါရက်ဘီရဲ့ခြေစွမ်းတွေကိုပြန်လည်ချုပ်စားရအောင်ကျွန်တော်ဗီဒီယိုလေးနဲ့တကွတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။